မင်္ဂလာပါခင်ဗျ Nathan's Report Channel ကနေပြီးတော့ August လ9ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုဖတ်ပြပေးပါမယ်ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့စလော့ဂိမ်းအကျွေးတွေကြောင့်6နှစ်အရွယ် KG ကျောင်းသူကိုငကတ်ဖြုတ်ယူပြီးတော့ရေထဲကိုတွန်းချတပ်ဖြတ်ခဲ့တဲ့အမျိုးသမီးကိုဖမ်းမိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နောင်ရဲကျေးရွာမှာအသက်6နှစ်အရွယ် KG ကျောင်းသူတအုပ်ကိုငကတ်ကိုဖြုတ်ယူပြီးတော့ရေထဲကိုတွန်းချတပ်ဖြတ်ခဲ့တဲ့အမျိုးသမီးကိုဩဂတ်လ10ရက်နေ့နေ့လယ်2နာရီကဖမ်းဆီးရမိခဲ့ပြီလို့မြို့ကန်နေစီကသိရပါတယ်။အသက်6နှစ်အရွယ် KG ကျောင်းသူလေးကိုငကတ်ဖြုတ်ယူပြီးတော့ရေထဲကိုတွန်းချတပ်ဖြတ်ခဲ့တဲ့နောင်ရဲကျေးရွာနေအသက်19နှစ်အရွယ်မမိုးမိုးထွေးခေါ်မိုးဆက်ကိုဩဂတ်လ10ရက်နေ့နေ့လယ်2နာရီကရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဖြစ်စဉ်က6ရက်နေ့ကဖြစ်သွားတာပါ။ကလေးကတငယ်ချင်းအိမ်မှာတွားဆော့တယ်ပြန်မလာလို့မိဘတွေရောရွာကလူတွေရောလိုက်ရှာကြတာညနေ6နာရီလောက်မှာရွာရဲ့အနောက်ဘက်9စုတောင်ဖျားနာကရေရင်းထဲမှာအလောင်းကိုပြန်တွေ့တယ်အလောင်းကိုပြန်တွေ့တဲ့အချိန်ကလေးရဲ့နားကငကက်ကမရှိတော့တာသိမှလူရက်မှုဖြစ်မှန်းသိတာလို့ပြောပြထားပါတယ်လူရက်တပ်ဖြတ်ခံရတဲ့ကလေးငယ်ဟာနောင်ရဲကျေးရွာနေအသက်6နှစ်အရွယ်မဆောင်းနှင်းဦးဖြစ်ပြီးတော့ KG တန်းတက်နေတာပါဩဂတ်လ6ရက်နေ့ညနေ9နာရီကနောင်ရဲကျေးရွာနေမဆောင်းနှင်းဦးဟာတငယ်ချင်းဖြစ်သူရဲ့အိမ်ကိုတွားရကနေပြန်မလာတော့တာကြောင့်မိဘတွေနဲ့ရွာကန်တွေကလိုက်လံရှာဖွေခဲ့ရမှာညနေ6နာရီအရောက်မှာတော့ရွာရဲ့အနောက်ဘက်9စုတောင်ဖျားအနီးရေတွင်းထဲမှာရုပ်အလောင်းကိုတွေ့ခဲ့ရပြီးတော့သူပန်ထားတဲ့ငကက်ပြောင်းနေတာကြောင့်လူတက်မှုနဲ့အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။တေရွာထဲမှာနေတဲ့ကလင်းငယ်တအုပ်ကိုစောင့်ရှောက်ရမယ့်အစားလူရက်တပ်ဖြတ်ခဲ့တာဟာစလော့ဂိမ်းလောင်းကစားကြောင့်ဖြစ်တယ်လို့မြို့ကန်တအုပ်ကသုံးသပ်ပြောဆိုထားပါတယ်။စလော့ဂိမ်းရဲ့နောက်ဆက်တွဲပြဿနာတွေပေါ့ဗျာ။ရှုံးရင်ချေးမယ်ငှားမယ်မရတော့ရင်ခိုးမယ်နောက်ဆုံးကြံရမရတော့ရင်လူတက်မှုဖြစ်ခြင်းဖြစ်မဖြစ်ရင်ကိုတက်သေးတာတွေဖြစ်တယ်လို့ပြောပြထားပါတယ်။လက်ရှိမှာပြည့်မှုကျွလွန်တဲ့သူလို့ဆွဆွဲခံထားရတဲ့မမိုးမိုးထွေးခေါ်မိုးဆက်ကိုအောင်မန်းမြို့နယ်ရဲစခန်းကပ83/2026ပုံမှန်302 394နဲ့အမှုဖွင့်လှစ်ပြီးတော့စစ်ဆေးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့23ရက်နေ့ကလည်းပင်တရားမြို့နယ်မြင်းမှုကြီးရွာမှာစလော့ဂိမ်းရှုံးလို့ပတ်စံလိုနေတဲ့အလဲတန်းပြကျောင်းဆရာမတအုပ်ကအမျိုးသမီး2ဦးကိုဓာတ်နဲ့ထိုးပြီးတော့ပျက်စီးလူရက်ခဲ့လို့တအုပ်သေးဆုံးကတအုပ်ဒဏ်ရာရတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ G9 ကျောင်းသားတယောက်ကျိုးဆွဲချပြီးအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အသက်15နှစ်အရွယ်ရွှေနသာရက်ကွက်နယ်မြေ30ကွက်သက်မှာနေထိုင်တဲ့ရွှေနသာအခြေခံပညာကျောင်းက G9 ကျောင်းသားဖြစ်ပြီးတော့ဩဂတ်လ9ရက်နေ့ညနေ6နာရီကျော်လောက်မှာနေအိမ်မှာတင်ကျိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်လို့ပြောပါတယ်ဒေသခံတယောက်ကကောင်လေးကအိမ်ရဲ့အပေါ်ထပ်မှာဂိမ်းဆော့နေတာထမင်းစားဖို့လှမ်းခေါ်တာကိုဆဲမလာတော့မှအဖိုးဖြစ်တဲ့သူကအိမ်ပေါ်ကိုတက်ကြည့်တာအိမ်ပေါ်မှာကျိုးဆွဲချပြီးတော့အဆုံးစီရင်ထားတာကိုအဖိုးကစတွေ့တာပါလို့ပြောပြထားပါတယ်အမြင့်9ပေရှိတဲ့နေအိမ်ရဲ့ထုတ်တန်းမှာပစိုးကိုအသုံးပြုပြီးတော့ထိုင်ကုန်ပေါ်တက်ချီပြီးကျိုးဆွဲချခဲ့တာလို့သိရပါတယ်။ရုပ်အလောင်းကိုတော့လူမှုကွန်ရက်အဖွဲ့တွေကမော်တော်ကားနဲ့တည်ဆောင်ပြီးတော့နေပြီးတော့ဂရင်1000ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်လေဆိပ်ကိုမုဒုံမြို့နယ်ကိုပြောင်းရွှေ့ပြီးတော့နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသစ်နဲ့လေယာဉ်ပြေးလမ်းတိစောက်ဖို့ဆိုပြီးမြေဧက3200ကျော်ကိုသိမ်းယူဖို့ကြေညာလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်လေဆိပ်ကိုနိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသစ်အဖြစ်နဲ့ပြောင်းရွှေ့တိစောက်ရေးနဲ့လေယာဉ်ပြေးလမ်းအသစ်ဖောက်လုပ်ရန်ဆိုပြီးတော့မုဒုံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအုပ်စု9ခုကမြေဧကပေါင်း3285.31ဧကကိုသိမ်းယူမှာဖြစ်တယ်လို့အမိန့်ကြေညာစာအမှတ်429/2026နဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ပြည်ထောင်စုဝန်ကြီးဌာနက2026ခုနှစ်မေလ14ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာအဲ့ဒီမြေများကို1894ခုနှစ်မြေသိမ်းအဥပဒေပုံမှန်4ပုံမှန်ခွဲ1အရာအများပြည်သူအကျိုးငှာသိမ်းယူမှာဖြစ်ပြီးတော့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကအကောင့်ထဲပေါ်မယ်နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတဲ့နဲ့လေယာဉ်ပြေးလမ်းလေယာဉ်ကွင်းအဝင်လန်းစီမံကိန်းများအတွက်အသုံးပြုသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။သိမ်းယူမဲ့မြေနေရာများဟာမုဒုံမြို့နယ်အတွင်းမှာရှိတဲ့တော်ကူးကျေးရွာအုပ်စုက9.00ဧကဥပိုင်5ခုကြိုက်ရွဲကျေးရွာအုပ်စုက16.48ဧကဥပိုင်8ခုညောင်ကုန်းကျေးရွာအုပ်စုက15.99ဧကဥပိုင်10ခုဘဲရန်ကျေးရွာအုပ်စုက3.29ဧကဥပိုင်2ခုနဲ့ဝက်တဲကျေးရွာအုပ်စုက3244.8ဧကဥပိုင်466ခုတို့ဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်စုစုပေါင်းကျေးရွာအုပ်စု9ခုကကွင်းပေါင်း14ကွင်းဥပိုင်ပေါင်း490ခုရှိတယ်။မြေဧရိယာ3285.31ဧကကိုလေရင်ကွင်းစီမံကိန်းအတွက်
သိမ်းယူမှာဖြစ်ကြောင်းကြေညာထားပါတယ်။မော်လမြိုင်လေဆိပ်ကို1940ခုနှစ်မှာအင်္ဂလိပ်အစိုးရကတည်ဆောက်ခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းဗြိတိရှတော်ဝင်လေတပ်ကွင်းဖြစ်ခဲ့ဘူးတယ်လို့ပြောပါတယ်။အထက်အမိန့်အရမော်လမြိုင်လေဆိပ်ကိုမုဒုံမြို့နယ်ကိုပြောင်းရွှေ့မှာဖြစ်ပြီးတော့မော်လမြိုင်လေငွေဟာမြို့နယ်နီးကပ်ခြင်းတက္ကသိုလ်နဲ့နီးကပ်ခြင်းတို့ကြောင့်ခောက်ရည်တိုးချက်ပြေးဆွဲရန်ကန့်သက်ချက်တွေရှိခြင်းလေရင်ပြေးလန်းကိုတိုးချက်ရန်ကန့်သက်ချက်ရှိခြင်းတို့ကြောင့်မော်လမြိုင်လေဆိပ်ကိုနေရာအသစ်ကိုပြောင်းရွှေ့ရန်စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မော်ပြည်နယ်နဲ့ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုနိုင်တဲ့ပြည်တွင်းလေကြောင်းလိုင်းများကလေရင်အမျိုးအစားများအားလုံးဆင်းသက်နိုင်တဲ့အဆင့်မီလေရင်ကွင်းတစ်ခုတိဆောက်ရန်အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်အရေးကြီးသတင်းကတော့ခင်ဦးနဲ့ဒီပဲရင်မှာရေဘေးသင့်တဲ့ပြည်သူတအုပ်သေဆုံးပြီးတော့လူဦးရေ3000ကျော်ဟာစားနပ်ရိက္ခာနဲ့ဆေးဝါးများအရေးပေါ်လိုအပ်နေပြီးမိုးကုတ်မှာလည်းမိုးတဲထန်စွာရွာသွန်းနေတဲ့အတွက်တောင်ကဘားတွေပြိုကျပြီးတော့လမ်းမြေသားတွေကျွံကြကနေအိမ်များပျက်စီးနေရတယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းမူးမြစ်ရေမြင့်တက်မှုကြောင့်မိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်ရေဘေးသင့်ခဲ့တဲ့ကျေးရွာ19ရွာကပြည်သူပေါင်း2000ကျော်ဟာစားနပ်ရိက္ခာနဲ့အိမ်သုံးဆေးဝါးများအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။ခင်ဦးမြို့နယ်မှာရေမကျသေးတဲ့အတွက်စိုက်ပျိုးရေးနဲ့ပိုင်ဆိုင်မှုပစ္စည်းဆုံးရှုံးမှုတွေများပြားလာကရေဘေးသင့်တဲ့ကျေးရွာများတွေကကျွန်းတော်ကြီးကျေးရွာမှာအမျိုးသမီးတဦးရေဘေးကြောင့်သေဆုံးခဲ့ရပါတယ်။လက်ရှိမှာရေဘေးသင့်တဲ့ကျေးရွာတွေဖြစ်ကြတဲ့ကျွန်းတော်ကြီးကျေးရွာမှာလူဦးရေ1445ဦးကျွန်းတော်လေးဥယျာဉ်ကျေးရွာမှာ992ဦးရာတော်ကျေးရွာမှာ2239ဦးတရက်ပင်စုကျေးရွာမှာ1995ဦးကားစိတ်တက်တာပတောင်းကျေးရွာမှာ949ဦးမကြီးအုပ်ကျေးရွာမှာ2246ဦးမြင်းတောင်ကျေးရွာမှာ2448ဦးနဲ့အင်းတိုင်းလေးကျေးရွာမှာ2232ဦးတို့ရေဘေးသင့်နေတယ်လို့သိရပါတယ်။ဒါအပြင်ရွာတေကုန်းကျေးရွာမှာလူဦးရေ335ဦးအင်ဘတ်ကျေးရွာမှာ3244ဦးချမ်းသာကုန်းကျေးရွာမှာ1443ဦးညောင်ပင်ချံကျေးရွာမှာ995ဦးဆယ်ကြီးကျေးရွာမှာ1546ဦးရွာသစ်နငယ်ကျေးရွာမှာ1338ဦးမူးသာကျေးရွာမှာ1343ဦးတပ်ပေးကျေးရွာမှာ1989ဦးလက်ပံကျွန်းကျေးရွာမှာ348ဦးဇီးတော်ကျေးရွာမှာ352ဦးနဲ့တာတိုင်ကျေးရွာမှာ242ဦးတို့ပါဝင်ပြီးတော့စုစုပေါင်းရေဘေးသင့်တဲ့လူဦးရေဟာ28,013ဦးအထိရှိနေတယ်လို့သိရပါတယ်။အခုရေဘေးသင့်တဲ့ရွာက19ရွာတောင်ရှိပါတယ်။ကျွန်းတော်ကြီးကျေးရွာကအမျိုးသမီးတူဟာရေဘေးကြောင့်သေဆုံးသွားတယ်။အခုကပြည်သူ2000ကျော်လောက်ဟာစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အဲ့ဒီရေဘေးသင့်တဲ့ကျေးရွာ19ရွာလုံးမှာထောက်ပံ့ကူညီမှုမရသေးပဲအားလုံးအတွက်စားနပ်ရိက္ခာနဲ့အိမ်သုံးဆေးဝါးများအရေးပေါ်အကူအညီလိုအပ်နေတဲ့အတွက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန်တောင်းဆိုထားပါတယ်။အလားတူပဲစကိုင်းတိုင်းဒီပဲမြို့နယ်အတွင်းမှာရှိတဲ့မုံမြစ်ကန်အနီးကျေးရွာများမှာမုံမြစ်ရေတွေမြင့်တက်လာမှုကြောင့်ရေနှင်းမြုပ်မှုများဖြစ်ပေါ်နေပြီးအိမ်အောင်စုပေါင်း2000ကျော်ကပြည်သူပေါင်း1000ကျော်ခန့်ဟာရေဘေးဒဏ်ကိုစိုးရိမ်ပွဲရာကြုံတွေ့နေရတယ်လို့ပြောပါတယ်။ရေဘေးသင့်နေတဲ့ကျေးရွာများဟာတပြေသာလက်ဆယ်ရုံးသာမူယိုကုံပေါက်ရင်မစိုးရင်ကျူတော်ကျွဲတိုးချုံအုပ်ဆယ်မူကန်စူးတက်မူးတဲ့လက်လှုပ်တောင်လက်လှုပ်မြောက်တစ်စိန်စင်ကျော်နဲ့မြကန်သာကျေးရွာများအပါအဝင်ကျေးရွာပေါင်း1800ကျော်ပါဝင်ပါတယ်လက်ရှိမှာအဲ့ဒီရေဘေးသင့်တဲ့ကျေးရွာများကပြည်သူများဟာရေဘေးအန္တရာယ်တွေကြုံတွေ့နေရတဲ့အတွက်အရေးပေါ်ကူညီထောက်ပံ့မှုများရရှိရန်လိုအပ်နေတယ်လို့ပြောပါတယ်ဒါအပြင်မန္တလေးတိုင်းမိုးကုတ်မြို့မှာမိုးတဲထန်စွာဇက်တိုက်ရွာသွန်းမှုများကြောင့်မိုးကုတ်မြို့ရဲ့အနောက်ပိုင်းကြောက်ပြတ်သက်ကျေးရွာစာတင်ကျောင်းအနီးမှာတောင်ကဘားပြိုကျမှုဖြစ်ပွားခဲ့ပြီးတော့လမ်းမြေသားတွေကျွံကြကနေအိမ်အနှဲငယ်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အခုလိုမိုးတဲထန်စွာရွာသွန်းမှုကြောင့်မိုးကုတ်ကြောက်ပြတ်သက်ရွာလမ်းတစ်လျှောက်မှာလမ်းများပျက်စီးယိုယွင်းနေပါတယ်လက်ရှိမှာမိုးဆက်လက်ရွာသွန်းနေမယ်ဆိုပါကလမ်းအခြေအနေဟာပုံမဆိုးဝါးနိုင်တဲ့အတွက်အဲ့ဒီလမ်းပိုင်းအားဖြတ်တန်းသွားလာကြမဲ့ခရီးသွားပြည်သူများနဲ့ဒေသခံများအနေနဲ့အထူးသတိပြုပြီးတော့သွားလာကြရန်နှိုးဆော်ထားပါတယ်အခုကမိုးကုတ်မှာကမိုးကအဆက်မပြတ်ရွာနေတော့မြေကျွန်းတာတွေဖြစ်ပြီးတော့နေအိမ်တွေမြေပိတာတွေဇက်တိုက်ဖြစ်ပွားနေတာပြည်သူတွေတော့ထိခိုက်တာမရှိဘူးနောက်ပြီးတော့လမ်းပိုင်းတွေလည်းမြေသားကြော်ကြတာတွေရှိတယ်လို့ဒေသခံပြည်သူတအုပ်ကအတည်ပြုပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား23ဦးကိုတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးပြီးတော့ခိုးသွင်းပို့ဆောင်သူထိုင်းနိုင်ငံသား4ဦးကိုလည်းအရေးယူလိုက်တယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးပါမယ်ထိုင်းနိုင်ငံကန်ချနာဘူရီအယုဒ္ဓယနဲ့ထပ်ခရိုင်တို့မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား23ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့၎င်းတို့ကိုခိုးသွင်းပို့ဆောင်ပေးခဲ့တဲ့ထိုင်းနိုင်ငံသားရင်မောင်း4ဦးကိုလည်းဖမ်းဆီးအရေးယူထားကြောင်းထိုင်းအာဏာပိုင်များကထုတ်ပြန်ထားပါတယ်
ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်စန်ခလဘူရီမြို့နယ်မှာနေဆက်ဒေတာများကနေတရားမဝင်နိုင်ငံသားများဝင်ရောက်မှုမူရစေဝါနဲ့အခွန်ဆောင်ကုန်ပစ္စည်းများတားဆီးနှိမ်နင်းရေးကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နေတဲ့အချိန်ဩဂတ်စ်လ9ရက်နေ့မွန်းလွဲ2နာရီလောက်မှာအမှတ်313အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့စစ်ဆေးရေးဂိတ်မှာမတင်ငါပွဲရာမော်တော်ကားတစ်စီးကိုရပ်တန့်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်ဆေးရမှာအသက်28နှစ်အရွယ်ရင်မောင်းတအုပ်ကကိုရေးအထောက်အထားစာရွက်စာတမ်းမရှိဘဲနဲ့ကန်ချနာဘူရီလိုင်စင်နဲ့မှတ်ပုံတင်ထားတဲ့ Toyota Vigo အမျိုးအစားမော်တော်ကားကိုမောင်းနှင်လာကြောင်းတွေ့ရှိရပြီးတော့ရင်ရဲ့အတွင်းပိုင်းနဲ့ရင်ရဲ့နောက်ခန်းမှာမြန်မာနိုင်ငံသား12ဦးအမျိုးသား10ဦးနဲ့အမျိုးသမီး2ဦးတို့ကိုဖုံးကွယ်ပြီးတော့တင်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့သူတွေက3ဦးဟာနောက်ခန်းထဲမှာလှည့်အိတ်ထားပြီးတော့ပလတ်စတစ်ပိုက်ကွန်နဲ့ဖုံးအုပ်ဖျောက်ဖျက်ထားကြောင်းတွေ့ရပါတယ်။ကနဦးစစ်ဆေးချက်များအရ၎င်းတို့ဟာမြန်မာနိုင်ငံဖျားသုံးစုဘက်ကနေပြီးတော့တဘာဝနေဆက်လမ်းကြောင်းများကိုအသုံးပြုပြီးခြေကျင်နဲ့မော်တော်ကားများကိုအဆင့်ဆင့်ပြောင်းလဲစီးနှင်းကထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများဟာထိုင်းဘာသာစကားပြောဆိုနိုင်ခြင်းမရှိတဲ့အပြင်နိုင်ငံကူးလက်မှတ်တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းများလည်းပြသနိုင်ခဲ့ခြင်းမရှိတဲ့အတွက်ရင်မောင်းတဲ့အတူစုစုပေါင်း12ဦးကိုစန်ခလဘူရီမြို့မှာရဲစခန်းကိုလွှဲပြောင်းကဥပဒေအရဆက်လက်အရေးယူထားတယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်စ်လ10ရက်နေ့မှာအယုဒ္ဓယခရိုင်ဝန်ဝိုင်းမြို့နယ်မှာထိုင်းအဝေးပြေးရဲတပ်ဖွဲ့ကမှန်အမဲကတ်ထားတဲ့မတင်ငါပွဲရာကားတစ်စီးကိုစစ်ဆေးရာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းအလုပ်သမား4ဦးအမျိုးသား2ဦးအမျိုးသမီး2ဦးနဲ့မဲဆောက်မြို့မှာနေထိုင်တဲ့အသက်35နှစ်အရွယ်ထိုင်းနိုင်ငံသားရင်မောင်းတအုပ်တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရအဲ့ဒီရင်မောင်းဟာဝင်ငွေမလုံလောက်တဲ့အတွက်မဲဆောက်မြို့ကနေခိုးဝင်လာတဲ့မြန်မာအလုပ်သမားများကိုအယုထရာနဲ့စမွတ်စခွန်မဟာချိုင်ဒေတာများကိုပို့ဆောင်ပေးရန်တယောက်ကိုဘတ်900နှုန်းနဲ့လက်ခံပြီးတင်ဆောင်လာခဲ့ကြောင်းဝန်ခံထွက်ဆိုထားပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားများကလည်းမဲဆောက်မြို့နယ်မှာရှိတဲ့တော်လန်ကျောင်းများကနေတရားမဝင်ဝင်ရောက်လာခဲ့ပြီးတော့ပွဲစားကအဖြစ်တယောက်ကိုဘတ်1000ခွဲတောင်ပေးဆောင်ခဲ့ရကြောင်းထွက်ဆိုထားပါတယ်။အလားတူပဲတပ်ခရိုင်မှာလည်းထိုင်းရဲတပ်ဖွဲ့ကအမှတ်7လမ်းမကြီးပေါ်မှာစစ်ဆေးရန်တားဆီးတဲ့အချိန်ရပ်တန့်ခြင်းမရှိဘဲနဲ့မောင်းနှင်ထွက်ပြေးတဲ့မတင်ငါပွဲရာကား2စီးကိုလိုက်လံဖမ်းဆီးခဲ့ရာစာရွက်စာတမ်းအထောက်အထားမရှိတဲ့မြန်မာနိုင်ငံသား10ဦးနဲ့၎င်းတို့ကိုပို့ဆောင်ပေးနေတဲ့ထိုင်းနိုင်ငံသားရင်မောင်း2ဦးတို့ကိုဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။စစ်ဆေးချက်များအရအဲ့ဒီထိုင်းရင်မောင်းများဟာမြန်မာနိုင်ငံသား10ဦးကိုတပ်ခရိုင်ဘန်တက်မြို့နယ်ကနေနခွန်စဝမ်ခရိုင်ကိုပို့ဆောင်ပေးရန်တယောက်ကိုဗတ်တက်ထောင်စီရရှိခဲ့ပြီးတော့အခုလိုမျိုးတေယူပို့ဆောင်ပေးမှုကို3ချိန်မြောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ဝန်ခံထွက်ဆိုထားပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်များကဖမ်းဆီးရမိထားတဲ့ထိုင်းနိုင်ငံသားရင်မောင်း4ဦးကိုတရားမဝင်ဝင်ရောက်လာသူများအားကုညီတေဆောင်ပေးမှုနဲ့အမှုဖွင့်အရေးယူထားပြီးတော့မြန်မာနိုင်ငံသား23ဦးကိုလည်းထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်နေထိုင်မှုဆိုင်ရာဥပဒေများနဲ့အရေးယူနိုင်ရေးအတွက်သက်ဆိုင်ရာရဲစခန်းများကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်ခင်ဗျာ။အခုလိုမျိုး update ဖြစ်နေတဲ့အရေးကြီးသတင်းများကိုခိုင်လုံတဲ့သတင်းရင်းမြစ်များကနေပြီးတော့စူးစီးဖတ်ပြပေးနေတဲ့ကျွန်တော်ရဲ့ Nathan's Report Channel ကို like and follow လုပ်ထားပေးကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ